ငါတို့ရှိတာတော့မှန်ပေမဲ့ငါတို့ခိုင်းရလေတမျိုးခံစားရတယ်လို့ဖြစ်နေတာ พี่เอา高铁要外爆谁爆外爆谁爆哎ဟာလေနင်တို့ဗိုက်ဆန်နေကြပြီမလားငါတို့ပြန်လာရင်ဖုန်းခေါ်မှာပေါ့ဟာနင်တို့ဒါလေးကမစောင့်နိုင်ကြဘူးလား ကဲပါအခုလို့ဆက်တကားရင်ဖွင့်ပေးအောင် ဟောညလာ外爆谁爆外爆谁爆လာ 你တို့တွေကခန်းထဲမှာမနေပဲဘာအပြင်ထွက်လို့ ကြောက်လို့ နင်ကဘာကြောက်တာလဲဒီမှာဖူးဖူးကောဥမသူ့မော်ရှိနေဟာနင်က ငါတို့ရှိတာတော့မှန်ပေမဲ့ငါတို့ခိုင်းရလေတမျိုးခံစားရတယ်လို့ဖြစ်နေတာအဲ့ငါတို့လည်းကြောက်လို့နင်တို့စီကိုလာနင်တို့ကလည်းမရှိတော့အခန်းကိုမပြန်ရနဲ့ကော်ရီဒါမှာစောင့်နေလိုက်ကြတယ် ဟုတ်တယ်ဟာငါတို့ခံရလေတခုထူးဆန်းတယ်လို့ခံစားနေရတယ် စုနေမဲငါးစီဖုန်းဆက်ပြီးတော့မုတ်လေးတော့ဝယ်ပြီမှာဆိုအဲကြောင့်ဒီကောင်နဲ့ငါနဲ့တော့ဖုန်းတော့ဝယ်တာ ဟမ်ငါမဆက်ပါဘူး 苏妈没有风扇嘛，但是没有风扇那么多嘞。 ညတို့ကလည်းဟဲငါတို့မိန်းကလေးကြောက်ဖို့လည်းထားပါအောင် ဟုတ်တယ်ခုနကလည်းငါရေချိုးတော့လေဘေးစင်ကြီးကသူ့လိုခလုတ်ကြီးကဖွင့်နေလို့ ထားပါလောလောဆယ်တော့ငါတို့မုတ်လေးပါလေးစားရင်စကားလေးပါလေးပြောအောင်ငါတို့ဘာမှလုပ်ဆရာမရှိဘူးဆိုတော့ကိုယ့်ခန်းကိုပြန်ကြပါနောက်ပြီးတော့ဒီမှာအားလုံးစိုးအေးဖို့ကြတော့လည်းမတင်တော့ဘူးလေနော်အဲ့တော့ဖြစ်တတ်ပါတယ်အခန်းလေးဆိုတော့ဒီလိုပဲထားလိုက်ပါ အေးပါဟဲ့နင်တို့အများအားကိုရမလားမှတ်တယ်တယောက်ကကြောက်တဲ့ရတာနဲ့တယောက်ကလည်းမသိတော့လို့ခန်းပြန်နဲ့ကောင်းပါလေနင်တို့ကိစ္စကြီးပဲဟုတ်စားမယ်တခုလို့ ငါခောက်ဆွဲစားမယ် 嘿苏，刚的时候风扇的你对下来咯。 မဆက်ပါဘူးဆို ဟဲ့ 好，好诶，拿来沙皮把沙上嘞，俺肉。沙 ကဲ 皮。 လောက်ကွင်တော့မြန်စားရမှာပေါ့ရစားရဲ့နော် 啊！你တို့ဘသူစပြန်ပြီလဲဒီမှာဖုံးမမဝင်တော့ပြန်ဘူး ဟဲ့လူမအားရလာပြီးစောက်နော်ဘယ်လူမလည်းအိမ်နာမတော်အောင် အေးလေငါတို့ရောက်ခဲ့ဒီမှာစကားပြောနေကြတဲ့ဟာနင်လည်းမြင်နေအောင်ဘယ်သူကစမှာလဲ พี่เอา高铁要ဟိုမင်းပလက်ပေါက်ကြီးကနော်ဟိုမှာပိတ်လိုက်ဖွင့်လိုက်ဖြစ်နေတယ်ဟေးရ တော့သူရှော့မယ်နော်ကျွန်တော် ဒီကောင်ကလည်းတက်ကြရပြီ အာမင်းနဲ့တော့ဟာ ဘယ်လိုလဲပြောရတာ ဟဲ့မင်းဘယ်လိုလာကြင်လာလဲ ဟမ်ဟုတ်လက်မောင်းလေးကွာမင်းရလေဘာဖြစ်လို့ဒါလေးကြိုက်နေအောင် พี่เอาအဲ့တော့လက်မောင်းမဟုတ်ပေါင်ရားတယ်ကွာလွတ်အောင် အော်အေးအဲ့ဆိုလက်မောင်းမမလေးအပေါ်မလား ဟဲ့要ရှောက်ကြင်နေဟဲ့ ဟာမြင်မမမြင်ရမင်းရလေစမ်းရတာပေါ့ဒီလိုပဲအောင်ဟေးဒါကဘာကြီးလဲအာ ဟဲ့ရလာ အော်အေးဟို sorry ကွာမကင်တဲ့နာကင်ပါဟဲ့ နင်တို့ကလည်းတော်ကြပါဘူးဒီမှာမှောင်မဲနေလို့ကြောက်ရတယ်ကြားတယ်ဘာမှမမြင်ရပါဘူးဆိုတော့မပြီးတော့ဘူး အေးလေဟဲနင်တို့ကလည်းမီးဖွင့်မှုတစ်ခုရှာကြပါအောင်ငါလည်းကြောက်လို့ 哦，你要是俺来找你好。 ကဲခဏလေးဟောလားငါတို့အားလုံးဒီမှာပဲခဏလေးစုနေမယ်နော်နေရာမကွဲစေနဲ့ငါတို့နောက်မှာဖုန်းလေးချက်ရှာကြည့်လိုက်အောင် အေးပါမမြန်လို့ အော်အေးရပြီ ဟိုတော်သေးတာပေါ့ဟဲ့မြင်ဖွင့်ကောင်းပြီ 不要你，宋某金哦。送 မသိဘူး तू ကငါတို့တစ်ခုခုလှုပ်စေချင်နေပုံပဲ Bandana itobi
နေရဲ့နောက်မှာဘယ်သူလဲ